ဒီကားကလည်းမစိုးဘူးပဲတရက်ကိုငှားကတော်တော်ပေးရမှာရက်ရွှေကလင်းလျံရဲ့ပခုံးကိုမိလိုက်ပြီးချွဲနှွဲတဲ့အတန်နဲ့ပြောတယ်နင်းကလည်းသူ့ကိုအဲ့လိုမပြောပါနဲ့ဘာပဲပြောသူကငါရီးစားဟောင်းပဲလေသူ့မျက်နှာလေးတော့နည်းနည်းထောက်ထားပေးပါဦးသူကတော့ပါဆက်ကမျက်နှာသားပေးဖို့ပြောနေပေမဲ့မျက်လုံးထဲကအထင်သေးတာနဲ့လှောင်ပြောင်ခြင်းနဲ့အရေးရောင်တွေကိုတော့ဖုံးကွယ်လို့မရပါဘူးတကယ်ကိုခွေးဖို့မတတွဲပဲငါရှိကိုတက်လာပြီးဂုံမောက်ပြနေကြတာငါကတော့ကားမှန်ကိုတောင်ချမှတ်ကြည့်ကျင်တော့ဘူးသူတို့ကိုအေးအေးဆေးဆေးပဲတစ်ချက်လှမ်းကြည့်လိုက်တယ်လင်းရန်ကငါဘာမှပြန်မပြောတာကိုမြင်တော့သူ့ရဲ့အရှိန်ဝါကြောင့်ငါကြောက်သွားတယ်လို့ထင်နေပြီးပို့လို့တောင်ဘဝင်မြင့်သွားသေးတယ်ပြီးတော့သူ့ရဲ့ပေါ်ရှိကားကိုပုတ်ပြီးပြောတယ်တွေ့လား918လေးငါအဖေကအခုလေးတင်ဝယ်ပေးထားတာအပီးစီတိန်တန်းကျော်တန်းတယ်မင်းလိုလူမျိုးကတော့တသက်လုံးစူးစမ်းရင်တောင်ဒီလိုကားမျိုးစီးနိုင်မှာမဟုတ်ဘူးရက်ရွှေကလည်းဘေးကနေထောက်ခံပြီးပြောတယ်ဟုတ်တယ်ကျိုးရန်လူအချင်းချင်းကြားမှာကွာခြားချက်ဆိုတာရှိစမြဲပဲမင်းကတော့မင်းနေရမင်းတီးပြီးဝက်ဦးလိုက်တဲ့အလုပ်ကိုပဲတိတိကျကျလှုပ်ဆန်းပါစိတ်ကူးရင်အိမ်မက်တွေမက်မနေပါနဲ့တော့အဲ့ဒီတုန်းကငါတို့လမ်းခွဲခဲ့ကြတာမချစ်လို့မဟုတ်ဘူးငါတို့ကကဘာနှစ်ခုကလူတွေဖြစ်နေလို့ပဲငါလိုရှိတာကအရေးသွေးမြင့်တဲ့လူနေမှုဘဝမင်းကတော့ငါလိုချင်တာတွေကိုဘယ်တော့မှပေးနိုင်မှာမဟုတ်ဘူးပြောလိုက်တာတော့တော်တော်နားထောင်ကောင်းတာပဲတကယ်တော့ငါ့ကိုဆင်းရဲလို့ဆိုပြီးနှာခေါင်းရှုံးခဲ့တာမဟုတ်ဘူးလားငါကတော့သူမရဲ့ဟန်ဆောင်ကောင်းတဲ့မျက်နှာကိုကြည့်ပြီးရဲချင်းစိတ်တောင်ပေါက်လာမိတယ်ငါဘာမှပြန်မပြောတော့ပဲသူတို့တွေကိုဂုံယူပြီးတရုတ်ဆောင်ကောင်းနေတော့မှပဲလီဘာကိုဖြည်းဖြည်းချင်းနင်းလိုက်တယ်ဝုန်းဆိုပြီးဘူဂတ်တီပေလွန်ကားရဲ့အင်ဂျင်တန်ကတားရဲတကောင်ဟိန်းဟောက်လိုက်တယ်လို့မျိုးဟိန်းကနေမြည်ခဲသွားပြီးမြေပြင်တောင်တုန်ခါသွားတယ်လို့ခံစားရတယ်လင်လျံနဲ့ရက်ရွှေကရုတ်တရက်ထွက်လာတဲ့အင်ဂျင်တန်ကြောင့်လမ်းဖြန်သွားပြီးနောက်ကိုခြေလမ်းနဲ့ငယ်ဆုပ်သွားကြတယ်ငါကတော့ကားကိုသူတို့ဘေးကနေဖြည်းဖြည်းချင်းမောင်းထွက်ခဲ့တယ်ရက်ရွှေရဲ့ဘေးနားရောက်မှာတော့ကားကိုခဏရက်ကားမှန်ချလိုက်ပြီးသူမရဲ့ကြောက်လန့်တုန်လုံးနေတဲ့မျက်နှာကိုကြည့်ကအေးအေးဆေးဆေးပဲပြောလိုက်တယ်မင်းပြောတာမှန်ပါတယ်ငါတို့ကတကယ်ကိုကဘာနှစ်ခုကလူတွေပါပြောပြီးတာနဲ့ငါသူမကိုထပ်မကြည့်တော့ဘူးလီဗာကိုအဆုံးထိနင်းလိုက်တဲ့အခါဘူဂတ်တီကားကြီးကအပြာရောင်လျှက်စီးတန်းတစ်ခုလိုမျိုးကားတန်းကြီးရဲ့အဆုံးမှာချက်ချင်းပြောက်ကွယ်သွားတော့တယ်ကြံခဲ့တာကတော့လင်းလျံနဲ့ရက်ရွှေပဲသူတို့ကတော့ဦးကြောင်ကြောင်နဲ့ရက်ကြံခဲ့ကြတယ်ပြီးတော့ဘူဂတ်တီရှိမှာအယုတ်လေးတယုတ်လိုဖြစ်သွားတယ်သူတို့ရဲ့ပေါ်ရှိ918ကားလေးလည်းကြံခဲ့တာပေါ့ငါတွေးကြည့်ုံနဲ့တင်ရက်ရွှေရဲ့စိတ်ထဲမှာဘလောက်တောင်ခံစားနေရမလဲဆိုတာသိနိုင်တယ်သူမကဆင်းရဲလို့ဆိုပြီးစွန့်ပစ်ခဲ့တဲ့အမျိုးသားကမျက်စိတမိတ်တွင်းမှာပဲသူမအိမ်မက်ထဲမှာတော့မမက်ရဲတဲ့ကမ္ဘာအဆင့်မြင့်စူပါကားကြီးကိုစီးသွားတာလေဒီလိုစိတ်တန်ရာကသူမကိုပါရိုက်လိုက်တာထက်တောင်ပိုပြီးပြင်းထန်ပါသေးတယ်ဗီလာအင်ကြီးကိုပြန်ရောက်တော့ကားတော့ကိုအိမ်အကူစီလွှဲပေးလိုက်ပြီးကားကိုတောင်နဲ့မောင်းသွင်းခိုင်းလိုက်တဲ့အိမ်အကူကဘူဂတ်တီကားတော့ကိုကြည့်ပြီးမျက်လုံးထဲမှာအံ့ဩသွားတဲ့အရေးအယောင်တွေဖြစ်ပြေးသွားပေမဲ့ချက်ချင်းပဲပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးရိုတေတေနဲ့တော့ကိုလမ်းယူလိုက်တဲ့ကြည့်ရတာဒီလိုအဆင့်တန်းရှိတဲ့ကားကကျုံမိသားစုအတွက်တော့တာမန်ပစ္စည်းတစ်ခုလိုပဲဖြစ်လိမ့်မယ်ငါအဲ့ခန်းထဲလှမ်းဝင်လိုက်ရုံရှိသေးတယ်အဖေကဆိုဖာပေါ်မှာမငြိမ်မသက်နဲ့ငါ့ကိုစောင့်နေတာကိုတွေးလိုက်ရတယ်သူကစိုးရိမ်တကြီးနဲ့မေးတယ်ရန်မင်းပြန်လာပြီပဲအဲ့ဒီကားကတကယ်ပဲ3000ကျော်တန်လာလားငါကလည်းဟုတ်တယ်လို့ပြန်ပြောလိုက်တယ်အဖေကတက်ပြင်းအရှိကြီးချလိုက်ပြီးသူ့ရင်ဘက်ကိုဖိကနှလုံးရက်တော့မဲ့ယုံမျိုးနဲ့ဝမ်းနဲ့ပက်လက်ပြောတယ်အခုတို့တွေပဲအဖြစ်သမားလေးပဲငါလည်းဘာမှမတက်နိုင်ပဲသူ့ဘေးမှာဝင်ထိုင်ပြီးဖြည်းဖြည်းချင်းနှစ်သိမ့်ပေးလိုက်ရတယ်အဖေနောက်ဆိုဒီလိုကားမြတို့ကိုနေတိုင်းစီးလဲရတယ်ငါတို့အိမ်မှာပတ်စံတွေအများကြီးရှိတာပဲအဖေသားကြအောင်ဖြည်းဖြည်းချင်းကြိုးစားရမယ်အဖေကတော့မျက်နှာပြက်ပြက်နဲ့ပြန်ပြောတယ်ငါတော့အသားမကျနိုင်ပါဘူးငါတသက်မှာဒီလောက်အများကြီးရှိတဲ့ပတ်စံမျိုးတစ်ခါမှမမြင်ဘူးကြည့်ရတာအတွေးခေါ်ပြောင်းလဲဖို့ဆိုတာတော်တော်လေးတော့အချိန်ယူရအောင်မယ်ထင်တယ်နောက်ရက်အနည်းငယ်မှာတော့ငါဘယ်မှမသွားပဲအိမ်မှာပဲအဖေနဲ့အတူရှိနေပေးပြီးဒီအိမ်တော်ကြီးနဲ့အသားကျအောင်ကူညီပေးခဲ့တယ်ဒါပေမဲ့ငါဖုန်းကတော့ပောက်ကွဲမတက်ဖြစ်နေခဲ့တယ်အားလုံးကရက်ရွှေစီကလာတဲ့စာတွေကြီးပဲကျိုးရန်မင်းပဲမှာလဲငါတို့ခဏလောက်တွေးလို့ရမလားအဲ့ဒီဘူဂတ်တီကားကမင်းဟာလာတောင်းပန်ပါတယ်ငါမှားသွားတယ်ငါတကယ်မှားသွားတာပါမင်းငါ့ကိုခွင့်လွှတ်ပေးလို့ရမလားငါလင်းလျံနဲ့လမ်းခွဲလိုက်ပြီးသူကအမိုက်တဆပဲမင်းရဲ့လက်ညှိုးတစ်ချောင်းကိုတော့သူမမိဘူးရန်ငါမင်းကိုချစ်နေတော့ပဲငါတို့အစကပြန်စားကြရအောင်တော့တောင်းပန်ပါတယ်ခွင့်လွှတ်ပေးပါစာတွေကတဆောင်ပြီးတဆောင်ဝင်လာခဲ့တယ်ဆက်ဆက်ချင်းစမ်းတက်မင်းမြန်းတာကနေအံ့ဩသွားတာနောက်ဆုံးတော့နှိမ့်ချပြီးတောင်းပန်တိုးရှူလာတဲ့အထိပဲငါကတော့တဆောင်မှပြန်မဖြေခဲ့ဘူးဒါပေမဲ့သူမကလင်းလျံကိုအမိုက်လို့ဆဲနေတာကိုမြင်ရတော့ပို့ပြီးတော့တောင်တရောချင်းစိတ်ပေါက်လာမိတယ်လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကတော့ငါကသူမမျက်လုံးထဲမှာတန်ဖိုးမရှိတဲ့အမိုက်တဆဖြစ်ခဲ့တာလေအခုတော့လင်းလျံလှည့်ရောက်သွားပြီပေါ့ဒီလိုမိမမျိုးကမျက်လုံးထဲမှာပတ်စံပဲရှိတာငါကတော့ဘာမှစဉ်းစားမနေပဲသူမရဲ့ဖုန်းနံပါတ် WeChat ချူချူစတဲ့ဆက်သွယ်ရန်နီလန်အားလုံးကို block ပိတ်လိုက်တဲ့ကဘာကြီးလဲတိတ်ဆိတ်သွားတော့တာပေါ့အဲ့ဒီညမှာပဲအဖိုးဖြစ်သူကျိုးလင်းဖုန်းကငါ့ကိုသူ့စာကြည့်ခန်းထဲခေါ်လိုက်ပြီးရွှေစာလုံးတွေနဲ့ရေးထားတဲ့ဖိတ်စာတစ်ဆောင်ပေးတယ်ရန်နောက်ရက်အနည်းငယ်ဆိုရင်ကျိုးမိသားစုလုပ်ငန်းစုရဲ့နှစ်ပတ်လည်ညစာစားပွဲရှိတယ်အဲ့ဒီကြရင်မိသားစုဝင်တွေအပြင်လုပ်ငန်းစုရဲ့အရာရှိကြီးတွေအားလုံးတက်ရောက်ကြလိမ့်မယ်အဲ့ဒီနေ့ကြရင်မင်းနဲ့မင်းအဖေရဲ့အထောက်ထားကိုငါလူတိုင်းရှိမှတရားဝင်ကြေညာပေးမယ်ငါလည်းဖိတ်စာကိုလှမ်းယူပြီးခေါင်းကြီးပြလိုက်တယ်ဒါကတော့ဦးလေးအငယ်ဆုံးတို့ရဲ့အဝတ်စားတွေကိုလူပုံအလဲမှာထားရမယ့်အချိန်ပဲပေါ့ကျိုးလင်းဖုန်းကကျွန်တော်ကိုစဉ်းစားတွေးတောနေတဲ့မျက်လုံးတွေနဲ့ကြည့်နေပါတယ်ဒါပေမဲ့သူ့ရဲ့ဒုတိယသားကျိုးဟောင်းနံကကုမ္ပဏီမှာအခြေခံပြီးသားမှုဒီအတိုင်းအိမ်တွေပြတ်ခံမှာတော့မဟုတ်ပါဘူးအဖိုးကမင်းအဲ့ဒီအချိန်ကျရင်တေချာပေါက်တတိထားပါလို့ပြောတော့ကျွန်တော်ကလည်းသိပါပြီအဖိုးလိုခေါင်းညင်ပြီးပြန်ဖြေလိုက်ပါတယ်ကျိုးလင်းဖုန်းကစိတ်အေးသွားတဲ့ပုံစံနဲ့ခေါင်းညင်ပြီးအင်းသွားတော့ဒီရက်ပိုင်းတေချာပြင်ဆင်ထားငါမျက်နှာပြတ်အောင်မလုပ်နဲ့လို့မှာပါတယ်ကျွန်တော်ဖိတ်စာကိုကင်ပြီးစာကြည့်တိုက်ထဲကထွက်လာတော့လမ်းမှာကျိုးရွှဲနဲ့ထိတ်တိုက်တိုးပါတော့တယ်သူကကျွန်တော်လက်ထဲကဖိတ်စာကိုမြင်တော့မျက်နှာကချက်ချင်းပြတ်သွားပြီးမင်းလည်းဖိတ်စာရတာပဲလားလို့မေးပါတယ်ကျွန်တော်ကလက်ထဲကဖိတ်စာကိုလှုပ်ပြပြီးမဟုတ်ရင်ဘာဖြစ်ရမှာလဲလို့ပြန်မေးလိုက်ပါတယ်ကျိုးရွှဲရဲ့မျက်နှာကပိုလို့တောင်ကြည့်ရဆိုလာပြီးကျွန်တော်ကိုမကြည်မနှက်ဖြစ်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေပါတယ်သူကကျိုးရန်မင်းသိပ်ပြီးတာယာမနေနဲ့ဦးအဖိုးကမင်းကိုညစာစားပွဲတခန်းယုံနဲ့မင်းကို
မင်းကျိုးမိသားစုဝင်အစ်စ်ဖြစ်သွားပြီလို့ထင်နေတာလားငါမင်းကိုပြောလိုက်မယ်ကျိုးမိသားစုရဲ့လောကကမင်းထင်တယ်လို့မယိုရှင်းဘူးမင်းလိုတော်သားကတော့တတိမထားရင်ရေနစ်သေးသွားလိမ့်မယ်လို့ပြောပါတယ်သူ့ရဲ့ချင်းချောက်နေတဲ့ပုံစံကိုကြည့်ပြီးကျွန်တော်ကရဲလိုက်ရင်ဟုတ်လားဒါဆိုရင်လည်းဘသူအရင်ရေနစ်သေးမလဲဆိုတာစောင့်ကြည့်ကြတာပေါ့လို့ပြောပြီးသူ့ပခုံးကိုတိုက်ကထွက်လာခဲ့ပါတယ်ဒီညစာစားပွဲကိုကျွန်တော်တော်တော်လေးစိတ်ဝင်စားသွားမိပါပြီကျိုးစစ်ဂရုရဲ့နှစ်ပတ်လည်ညစာစားပွဲကိုမြို့လေခေါင်မှာအကောင်းဆုံးဖြစ်တဲ့ဟီတန်ဟိုတယ်မှာကျင်းပတာပါခမ်းမတစ်ခုလုံးကိုသူတို့ကပဲအပိုင်ငှားထားတာဖြစ်ပြီးတလင်းကြောက်မီးဆိုင်ကြီးတွေကလည်းတောက်ပနေပါတယ်ရောက်လာတဲ့သူတွေကလည်းစီးပွားရေးလောကကထိပ်သီးတွေနဲ့အရာရှိကြီးတွေကြီးပါပဲကျွန်တော်အဖေကျိုးဟောက်ရန်ကတော့ဝစ်စုံအပြည့်နဲ့စိတ်လှုပ်ရှားပြီးလက်ဖွားတွေမှာချွေးရည်ဆိုလို့လမ်းလျှောက်တာတောင်တဘာဝမကျဖြစ်နေပါတယ်သူကရန်အဖေနည်းနည်းစိတ်လှုပ်ရှားနေတယ်လူတွေအများကြီးကြည့်နေကြတာအမားလုံးမိမှာဆိုလို့တိုးတိုးလေးပြောပါတယ်ကျွန်တော်ကအဖေကျော်ကိုပုတ်ပေးပြီးအဖေရင်ဘက်ကိုမတ်ထားပါဒီနေ့ကစပြီးအဖေကအလုသမားကျိုးဟောက်ရမဟုတ်တော့ဘူးကျိုးစစ်ပြီးဥက္ကဋ္ဌကျိုးလင်းဖုံးရဲ့တားကြီးဖြစ်သွားပြီးဘသူကအဖေကိုအထင်သေးရဲလဲအထင်သေးတဲ့သူကိုအဝေးဆုံးကိုမောင်းထုတ်ပစ်မယ်လို့အားပေးလိုက်ပါတယ်အဖေကတက်ပြင်းတစ်ချက်ချပြီးမျက်လုံးတွေကတဖြည်းဖြည်းတည်ငြိမ်လာပါတယ်ကျွန်တော်တို့သားဖားနှစ်ယောက်အိမ်စီရဲ့လမ်းပြမှုနဲ့ခမ်းမထဲကိုဝင်လာတော့လူအားလုံးရဲ့အကြည့်ကကျွန်တော်တို့စီရောက်လာပါတယ်လူတော်များများကကျိုးလင်းဖုံးကိုတိကျပေမဲ့ကျွန်တော်တို့သားဖားကိုတော့တခါမှမမြင်ဘူးကြပါဘူးလူအုပ်ထဲမှာတူပြောတဲ့တွေထွက်ပေါ်လာပါတယ်ဒုတိယဦးလေးကျိုးဟောက်နန်နဲ့သူ့ဇနီးကတော့စက်ပြစ်ဝိုင်ခွက်ကိုကင်ပြီးကုမ္ပဏီလူကြီးတွေနဲ့စကားပြောနေရင်ကျွန်တော်တို့ကိုမြင်တော့ကျိုးဟောက်နန်ရဲ့မျက်နှာကချက်ချင်းညှို့မောင်သွားပါတယ်သူ့ဇနီးကတော့မျက်စိစောင်းကြည့်ပြီးတကယ်အော်နှလုံးနာစရာပဲလို့ခက်ကြဲကြဲပြောလိုက်ပါတယ်သူကဘဲကတောခွေးတွေရောက်လာတာလည်းမသိဘူးလို့ပြောတော့ဘေးကအမျိုးသမီးတွေကလည်းလိုက်ရကြပါတယ်ကျွန်တော်ကသူတို့ကိုဂယုမဆိုင်ပဲအဖေကိုခေါ်ပြီးအထက်ကစပွဲစီကိုရှောက်သွားလိုက်ပါတယ်ကျိုးလင်းဖုံးကအထက်ကနေရာမှာထိုင်နေရင်ကျွန်တော်တို့ကိုမြင်တော့ချက်ချင်းပြုံးပြပြီးဟောက်ရန်လာအဖိုးပေးနာမှာလာထိုင်လို့လက်လန်းခေါ်ပါတယ်ဒီလိုရက်ကခမ်းမတစ်ခုလုံးကိုဘုံတစ်လုံးကျဲလိုက်သူဖြစ်သွားပြီးခမ်းမတစ်ခုလုံးဝုန်းကနဲ့တိတ်ဆိတ်သွားပါတယ်လူတိုင်းကအံ့အားတဲ့မျက်လုံးတွေနဲ့ကြည့်နေကြပါတဲကျိုးလင်းဖုံးရဲ့ဘေးမှာထိုင်ခွင့်ရတယ်ဆိုကြတဲ့ကဘလောက်အရေးပါလဲဆိုတာပြောနေစရာမလိုတော့ပါဘူးကျိုးဟောက်နိုင်ရဲ့မျက်နှာကအိုးမဲတုတ်ထားသလိုညိုမဲသွားပြီးချက်ချင်းရှောက်လာကဒေါသကိုထိန်ပြီးအဖေဒါကဘာသဘောလဲသူတို့ကဘာကောင်းမို့လို့အဓိကစပွဲမှာထိုင်ရတာလဲလို့မေးပါတယ်ကျိုးလင်းဖုံးစကားမပြောရသေးခင်မှာပဲကျွန်တော်ကမိုက်ခရိုဖုန်းကိုယူပြီးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဖေကတားကြီးဖြစ်ပြီးကျွန်တော်ကမြေကြီးဖြစ်နေလို့ပဲဒီအကြောင်းပြချက်ကမလုံလောက်သေးဘူးလားလို့ပြန်ပြောလိုက်ပါတယ်ဒုတိယအတော်ကလည်းဆူဆူဝါးဝါအော်ပြီးတားကြီးဟုတ်လားမိသားစုကနေအနှင်ထုတ်ခံထားရတာအနှစ်20ရှိပြီဖြစ်တဲ့အမိုက်ကောင်ကတားကြီးလို့တွေးဝင်သေးတယ်ပေါ့လို့အဖေကိုလက်ညှိုးထိုးပြီးရိုင်းဆိုင်စော်ကားပါတယ်သူကလမ်းလဲတဲ့ကောင်ကများအဓိကစပွဲမှာထိုင်ခြင်းနေတဲ့စပွဲညစ်ပတ်သွားမှာမကြောက်ဘူးလားလို့ထပ်ပြောပါတယ်ဒီစကားထွက်လာတော့ခမ်းမတစ်ခုလုံးရုပ်တဲဖြစ်သွားပါတယ်အဖေမျက်နှာကချက်ချင်းဖြူဖြောသွားပြီးလူကပါတုံးလုံးသွားပါတယ်ကျွန်တော်မျက်လုံးတွေဝေဝါးသွားပြီးဒေါသကအထွတ်အထိပ်ကိုရောက်သွားပါတယ်ကျွန်တော်ကိုစော်ကားတာလက်ခံနိုင်ပေမဲ့အဖေကိုစော်ကားတာတော့လုံးဝခွင့်မလွတ်နိုင်ပါဘူးကျွန်တော်ကစပွဲပေါ်ကဝိုင်းနီခွက်ကိုယူပြီးဒုတိယတော်ရဲ့ရှေ့ကိုတလန်းချင်းရှောက်သွားလိုက်ပါတယ်ဒုတိယတော်ကကျွန်တော်မျက်လုံးတွေကိုကြည့်ပြီးလန့်သွားကမင်းပါလို့မလို့လဲလို့နောက်ဆိုရင်မေးပါတဲကျွန်တော်ဘာမှမပြောပဲလူတိုင်းရဲ့ရှေ့မှာတင်ဝိုင်းနီခွက်ကိုမြောက်ပြီးသူ့ရဲ့တေချာပြင်ဆင်ထားတဲ့စပင်တွေပေါ်ကနေဝိုင်းတွေကိုအသားလေးလောင်းချပစ်လိုက်ပါတယ်ဝိုင်းနီတွေကသူ့ရဲ့တံမိုးကြီးဝတ်စုံပေါ်ကိုစီးကျသွားပြီးတကယ်ကိုကြည့်ရဆိုတဲ့ပုံစံဖြစ်သွားပါတယ်ခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီးဒုတိယအတော်ကသူ့မျက်နှာကိုကင်ကမင်းကားကိုဝိုင်းနဲ့ပက်ရဲတယ်ပေါ်လို့အော်ပါတော့တယ်ကျွန်တော်ကဝိုင်းခွက်အလုပ်ကိုကျမ်းပြင်ပေါ်လွှတ်ချလိုက်ပြီးမင်းကိုပက်ယုံတင်မကဘူးနောက်တစ်ခါငါအဖေကိုစော်အားတဲ့စကားထပ်ပြောရင်မင်းမျက်နှာပေါ်ရောက်လာမှာကအက်ဆစ်ဖြစ်လိမ့်မယ်လို့အေးဆက်ပြောလိုက်ပါတယ်ကျွန်တော်စကားကြောင့်လူတိုင်းတုန်လှုပ်သွားပြီးကျွန်တော်ရဲ့တက်သားမှုကိုကြောက်လန့်သွားကြပါတယ်ဒုတိယအတော်ကတော့မျက်နှာကိုကင်ပြီးကြောက်လန့်တကြားကြည့်နေပါတယ်ကျိုးဟောက်နန်ကအတိပြန်ဝင်လာပြီးကျွန်တော်ကိုရိုက်ဖို့လက်ရွယ်ကကောင်းဆုံးမင်းတေချင်နေတာလားလို့អော်ပါတယ်ဒါပေမဲ့သူ့လက်ကိုပိုတန်မာတဲ့လက်တစ်ဖက်ကဖမ်းဆွဲထားလိုက်ပါတယ်အဲ့ဒါကတော့အဖိုးကျိုးလင်းဖုံးဖြစ်ပြီးသူကဒေါသတကြီးနဲ့ကျိုးဟောက်နန်မင်းဘာလို့မလို့လဲလို့မေးလိုက်ပါတယ်ကျိုးဟောက်နန်ကအလန့်တကြားစင်ကြေပေးဖို့ကြိုးစားပေမဲ့ကျိုးလင်းဖုံးကပါဆက်ပိတ်ထားငါမသေးသေးဘူးဒီအိမ်မှာမင်းဆရာလုပ်ဖို့မလိုသေးဘူးလို့အော်ဟစ်ဖြစ်ပြောလိုက်ပါတယ်ပြီးတော့ကျိုးလင်းဖုံးကခမ်းမတစ်ခုလုံးကိုကြည့်ပြီးဒီနေ့လူအားလုံးရှိမှငါတစ်ခုကြင်ညာမယ်ကျိုးဟောက်ရန်ကငါရဲ့သားကြီးဖြစ်ပြီးကျိုးရန်ကငါရဲ့မြေကြီးဖြစ်တယ်သူတို့ကငါရဲ့တူတဲ့သောစက္ကန့်သူတွေဖြစ်တယ်ဒီနေ့ကစပြီးဘယ်သူမဆိုသူတို့ကိုစော်ကားရင်ငါ့ကိုစော်ကားတာပဲလို့ပြက်တသားကြီးညာလိုက်ပါတယ်ဒီစကားကြောင့်ကျိုးဟောက်နန်တို့မိသားစုရဲ့မျှော်လင့်ချက်အားလုံးပျက်စီးသွားပြီးသူတို့မျက်နှာတွေဖြူဖြောသွားပါတယ်အဲ့ဒီအချိန်မှာတင်ခမ်းမတကားကြီးပွင့်လာပြီးအတွင်းရေးမှုတယောက်အလန့်တကြားပြေးဝင်လာကကျိုးဟောက်နန်ရဲ့နားနားမှာတိုးလေးပြောလိုက်ပါတယ်ကျိုးဟောက်နန်ရဲ့မျက်နှာကပိုးပြက်သွားပြီးကျိုးလင်းဖုံးသားကိုကတ်ကအဖေမဟုတ်တော့ဘူးကျွန်တော်တို့ရဲ့ပြိုင်ဘက်လီစစ်ကလူကကုန်ပစ္စည်းအစ်စ်ကိုအစောကြီးထုတ်လိုက်ပြီးသူတို့ပစ္စည်းကကျွန်တော်တို့နောက်လာမှထုတ်မဲ့နည်းပညာနဲ့အတူတူပဲကိုဈေးနှုန်းကထက်ဝက်ပဲရှိတယ်လို့ပြောပါတယ်ကျိုးလင်းဖုံးကဘာလဲလို့အလန့်တကြားရေးယူလိုက်ပါတယ်ဒီနည်းပညာကကုမ္ပဏီအတွက်တန်ပေါင်းများစွာရင်းနှီးထားတဲ့အဓိကစီမံကိန်းဖြစ်လို့ဒါကိုအပိုင်စီးခံရရင်ကုမ္ပဏီတေးရုံမရှိပါတော့တဲ့ကုမ္ပဏီလူကြီးတွေလည်းစူညံကုန်ကြပြီးဒါဘလို့ဖြစ်ရတာလဲနည်းပညာပေါက်ကြားသွားတာလားလီမီတာစုကငါတို့ကိုအသေးတက်တာပဲအစုရှယ်ယာတွေလည်းပြုတ်ကြတော့မယ်လို့စိုးရင်ကြီးပြောနေကြပါတယ်ခမ်းမတစ်ခုလုံးရုပ်တဲဖြစ်နေပြီးကျိုးဟောက်နန်လည်းဘာလို့ရမှန်းမသိဖြစ်နေပါတယ်ကျွန်တော်ကကျိုးလင်းဖုံးသားကိုအေးအေးဆေးဆေးရှောက်သွားပြီးအဖိုးစိတ်မပူပါနဲ့ကျွန်တော်မှနီးလန့်ရှိပါတယ်လို့ပြောလိုက်ပါတယ်လူတိုင်းရဲ့အကြည့်ကကျွန်တော်စီရောက်လာပြီးကျိုးဟောက်နန်ကမင်းလိုဆက်ပြင်သမားကဘာစီးပွားရေးနားလဲလို့လဲလာရှုပ်မနေနဲ့လို့អော်ပါတယ်ကျွန်တော်ကသူ့ကိုဂယုမဆိုင်ပဲအဖိုးကိုကြည့်ပြီးလီမီတာစုကအစောကြီးထုတ်ရဲတဲ့ဆိုကြတဲ့ကသူတို့ပစ္စည်းမှာတခုခုချိုးရင်းချက်ရှိနေလို့ပဲသူတို့လောနေတာကသူတို့ကိုသူတို့ယုံကြည်မှုမရှိလို့ပဲကျွန်တော်တို့ကအစီအစဉ်တိုင်းသွားရုံပဲလို့ပြောပြီးအဖိုးရဲ့နာနာမှာကျွန်တော်ရဲ့အစီအစဉ်ကိုတိုးလေးပြောပြလိုက်ပါတယ်ကျိုးလင်းဖုံးကနားထောင်ရင်မျက်လုံးတွေတောက်ကလာပြီးကောင်းတယ်တကယ်ကိုကောင်းတယ်မင်းပြောတဲ့အတိုင်းလုပ်မယ်လို့ပြောကကုမ္ပဏီလူကြီးတွေကိုအမိန့်တွေချက်ချင်းပေးပါတော့တယ်ကျိုးဟောက်နန်တဲ့ကုမ္ပဏီလူကြီးတွေကတော့ကျွန်တော်တို့သားအဖကိုအံ့ဩတုန်လှုပ်တဲ့မျက်လုံးတွေနဲ့ပဲနေကြည့်နေကြပါတော့တယ်